အားလုံးပဲမင်္ဂလာပါဒီတစ်ခါရောင်းချပေးမဲ့ဖုန်းကတထေးတွေအကြိုက်တွေ့မဲ့ဖုန်းပြောမယ်ဆိုတထေးတွေမျက်စိကြားမဲ့ဖုန်းအဲ့ဖုန်းကျွန်တော်ရောင်းချပေးဒီဖုန်းကဈေးလဲကြီးတယ်နော် luxury ပဲရောပါဖောင်းမှရောစမ်းသစ်မှုရောလုံးဝ fully တစ်တိုင်းနဲ့ထည့်ခံစားမယ်ဘာဖုန်းလဲဆိုတော့ Huawei ရဲ့ Mate 7ကိုရဲ့ဖုန်း Huawei ရဲ့အကောင်းဆုံးနည်းပညာတွေအကောင်းဆုံးစမ်းသစ်မှုတွေကိုထိထိကင်တွယ်ခြင်းနဲ့ဆိုရက်လူတွေအတွက် Okay ဒီဖုန်းရဲ့အကြောင်းရဲ့ဒီဖုန်းရဲ့ condition နဲ့ဈေးနှုန်းအကြောင်းရဲ့နှစ်ချက်ကျွန်တော်ပြောပြပြီပထမအောင်ဆုံးကျွန်တော်ဈေးနှုန်းပဲလူတွေကအများဆုံးသိချင်အများဆုံးသိချင်တာcondition လေးနဲ့ဈေးနှုန်းလေးကိုပထမဆုံးပြောပြပြီ Okay ဒီဖုန်းရဲ့ condition ကတော့အသစ်သွားဝယ်မယ်လို့ဆုံးဖြတ်ထားတဲ့သူတွေတောင်မျက်စိကြားလောက်တဲ့ condition မျိုးပြောရမယ်ဆိုရင်လုံးဝဖုန်းရဲ့ condition ကအသစ်တိုင်းတက်နော်ဒီကောင်လေးကကျွန်တော် global version အယောင်လေးကတော့မြင်တဲ့အတိုင်းပဲ black RAM က16 memory က512 GB သူ့ကိုလောလောဆယ်အသစ်လက်ရှိရောင်းချနေတဲ့ဈေးနှုန်းက60 4သိန်းနဲ့9900ရှိတယ်ပြောရမယ်ဆို65သိန်းကို1000ပဲရုံကျွန်တော်ခုရောင်းချပေးမယ်ဈေးက54သိန်းနဲ့9000ဆိုတော့10သိန်းကိုကျွန်တော်တက်တာ Okay ဒီဖုန်းရဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်ပထမအောင်ဆုံးဒီဖုန်းရဲ့ body ပိုင်း design ပိုင်းဒါလေးကိုပြောပြအဲ့တော့ဖိုးအေးပဲဖုန်းထဲမှာဒီဖုန်းကိုတော်တော်လေးပါပါလွာလွာနဲ့ပေါ့ပေါ့ပါပါရှိအောင်တုံထားတဲ့ဖုန်းပြောသူ့ရဲ့ body ပိုင်းကိုတုံထားတဲ့ material တွေကလည်းကျွန်တော်ဒါ backlight မှာဆိုလဲဒါ premium vegan glass တို့leather တို့စသဖြင့်တုံထားတယ်ဒါ body frame မှာဆိုရင်လည်းကျွန်တော်တို့ aluminum frame ကိုတုံးမိတာအဲ့တော့ဟန်းအောင်ကင်တွေရတာတော်တော်လေးပေါ့ပေါ့ပါပါနဲ့ luxury အထီးတူရတော့ design ပိုင်း look ကလည်းကြည့်အောင်တော်တော်လေးမိုက်တယ်အဲ့တော့ display ပိုင်းကိုကျွန်တော်တစ်ချက်သွားအဲ့တော့ဒီဖုန်းရဲ့ display ကကျွန်တော်ဒါမျိုးလေးခောက်တာလေးကိုဖြီလိုက်မယ်ဒါမျိုးလေးအဖြတ်သုံးမယ်ဆိုရင်ကျွန်တော်က8လက်မှရှိတယ်အဲ့တော့ screen သေးသေးနဲ့စာဖတ်ကတာအဆင်မပြေတဲ့တထေးပို့ကြိုက်တာပေါ့နော်မျက်စိတက်တာစလုံးနဲ့တချို့ကသေးသွားနော်ထားပါတော့သူ့ရဲ့ display size က8လက်မှရှိတယ်အဲ့တော့120 Hz OLED ကျွန်တော်ဒါ adaptive 120 Hz ပါမယ် OLED display အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒါ1440 Hz ကျွန်တော် high frequency PWM dimming ဒီကောင်ကဘယ်လိုလုပ်ငန်းလုပ်တာလဲရှေ့က120 Hz တို့ LTP OLED တို့ကကျွန်တော်ဟိုအချိန်မှာတောက်ချောက်ပြောကသိပြီအားလုံးသိကြပါတော့ကျွန်တော်ဗီဒီယိုဖိုင်တွေတောက်ချောက်ကြည့်တယ်အဲ့တော့ဒီ1440 Hz ဒါ high frequency PWM dimming ကကျွန်တော်ဒါ OLED display တွေမှာကျွန်တော်ဒီအလင်းပေါင်ချိန်ကြီးတဲ့အခါမှာတုံခါမှုတွေရှိအဲ့ဒီတုံခါမှုတွေကကျွန်တော်တို့လူမျက်လုံးနဲ့မမြင်ရသူကသူတုံခါနေအလင်းပေါင်ညှိတုံခါအဲ့ဒီအလင်းပေါင်နဲ့ကျွန်တော်တို့မျက်လုံးနဲ့မမြင်ရအောင်ဆိုမှကျွန်တော်တို့မျက်လုံးမှာဘယ်လိုအကျိုးသက်ရောက်လဲဆိုတော့အဲ့ဒီတုံခါမှုတွေဒီဖုန်း display ကိုကြာကြည့်ပါများမျက်လုံးတွေညောင်းတာတော့ခေါင်းတွေကြိုက်တာတော့စသဖြင့်ဖြစ်တယ်နော်အဲ့တော့ဒီစနစ်ပါဝင်တဲ့အတွက်ကျွန်တော်ကမျက်လုံးညောင်းတာတွေခေါင်းကြိုက်တာတွေတော်တော်လေးသက်သာဒါကတော့ကျွန်တော်တို့လူရဲ့မျက်လုံးတွေကိုတော်တော်လေးကာကွယ်ပေးတယ်ပေါ့နော် iPhone ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကသူ့ရဲ့ brightness ပေါ့နော်သူ့ရဲ့ peak brightness ကတော့2500နစ်ထိပါဒါတော့ဒီ display အချက်ပါ Okay cover screen အနေနဲ့ကတော့ 6.9 inch ရှိတယ်အဲ့တော့သူလည်း120 Hz LTP OLED display ဒါတွေကတော့ပြောစရာမလိုဘူးနစ်အနေနဲ့က3000နဲ့သူက display သေးရောနစ်ပုံများနော် Okay ဒါက display ပိုင်းလေးနားလည်သွားကျွန်တော်တို့မြင်နေရတဲ့ကင်မရာပိုင်းတောင်းပြောတာပေါ့ကင်မရာတိုင်းစိတ်ဝင်စားနေလောက်ပါနော်ဒီဇိုင်းပိုင်းလုပ်ကြည့်မှာပထမအောင်ဆုံးမြင်နေရတဲ့ကင်မရာအကြောင်းကိုကျွန်တော်ပြောပြပြီအဲ့တော့ကင်မရာကကြတော့ကျွန်တော်ပြောမှဆိုတော့ Huawei ရဲ့ဒါဒုတိယမျိုးဆက်ဖြစ်တဲ့ Rapid Imaging System ပါပါတယ် Okay ဒီ system ဒီစနစ်ကဘယ်လိုလုပ်ငန်းလုပ်တာလဲဒီကောင်ကအလင်းဝင်စမ်းမှုပေါ့နော်တော်တော်ကြီးကိုအားကောင်းမလားအလင်းဝင်စမ်းမှုကောင်းမလာတဲ့အတွက်ဘယ်လိုရလက်တွေကောင်းမလားညာဘက်တွေကျွန်တော်တို့ဒါကလက်တွေဘားတွေ KTV တွေသို့မဟုတ်တော့ညာဘက်မှာရိုက်တဲ့ပုံတွေကျွန်တော်တို့ဘယ်လိုပြောရမလဲညာဘက်ရိုက်တဲ့ပုံတွေမှာအဆက်လေးနဲ့ noise အရင်ထားတယ် Okay ဒီကောင်နဲ့ရရင်ဒီ system ဒီစနစ်ပါဝင်တဲ့ Rapid Imaging System ပါဝင်တဲ့အတွက်အဲ့လိုမျိုး noise ထားတွေလုံးဝမရှိ
လုံးဝကြီးကြီးလင်းလင်းပြက်ပြက်တတ်လှလှပပထွက်မိုက်တယ်ဟောရဲ့ဒုတိယမြစ်ဆက်နော်ဒုတိယမြစ်ဆက်ဒီဖုန်းထဲမှာထည့်ထားတော်တော်လေးမိုက်ပါနော်အဲ့တော့အလင်းဝင်ဆောင်မှုအားကောင်းတဲ့အတွက်ဘာနောက်တစ်ချက်ကဘာကောင်းသေးလဲဆို shutter speed တွေမြန်လာတယ် shutter speed တွေမြန်လာတဲ့အတွက်ကျွန်တော်ပြန်နေတဲ့ငှက်ပြေးနေတဲ့မြင်းမောင်းနေတဲ့ကားတွေပါလေးတစ်ပြက်ရိုက်လိုက်တာဖတ်ကြတယ်ဆိုကြီးကြီးလင်းလင်းပြက်ပြက်တတ်ဖမ်းနိုင်နော်ဒါကတော့သူ့ပါဝင်လာတဲ့ဒါဟာဝေးဒုတိယမျိုးဆက်အကြောင်းကိုကျွန်တော်ရှင်းပြပေးရပါနော်ကင်မရာမှာပါဝင်လာတဲ့ Okay main camera အနေနဲ့ကတော့ကျွန်တော်50 megapixel 50 megapixel နည်းတယ်လို့အောင်မိပါနော်ဒါပေမဲ့သူ့ရဲ့ sensor တွေလည်းနားထောင်ပြီ f 1.49 နဲ့ f 4.0 body area aperture စနစ်ပါတယ်ပြောချင်တာအလင်းဝင်ပါဘူးနော်အလင်းဝင်ပါကြည့်ဟို f 1.4 နဲ့ f ဆိုတော့ကျွန်တော်တို့ focal ratio ခေါ်တာပေါ့ဗျာ 1.9 ဆိုတာကိန်းကဏ္ဍပေါ့နော်ဒါကိန်းကဏ္ဍလို့ပဲမှတ်ထားအဲ့ကိန်းကဏ္ဍကသေးလေအလင်းဝင်ပေါက်ကကြီးလေနော်အလင်းဝင်ပေါက်ကကြီးလေโอเคဒါကတော့ body area aperture ကြာအလင်းဝင်ပေါက်ကြာနောက်တစ်ချက်ကကြတော့ကျွန်တော်ဒါ RYPP sensor ကြီးမားပါတယ် RYYP sensor တခြားဖုန်းတွေမှာကျတော့ RYYP sensor မသုံးတာ RGGP sensor ပြောရမယ်ဆိုရင်ဒီရဲ့ sensor ကဘယ်လိုလဲဆိုတော့တချို့ sensor တွေက RGGP sensor RGGP R ဆိုတာ red G ဆိုတာ green B ဆိုတာ blue နော်အဲ့တော့ဒီကောင်ကကျတော့မဟုတ် RYYP R red Y yellow B blue နော်အဲ့တော့အစိမ်းရောင်နေရာမှာအဝါရောင် sensor ကိုသုံးတာဒါကြောင့်အဝါရောင် sensor ကိုပြောင်းလဲသုံးတာအဝါရောင်ကကျတော့အစိမ်းရောင်ကအလင်းစုပ်ယူစွမ်း40ရာခိုင်နှုန်းထိကောင်းတယ်ပို့တယ်ပေါ့နော်ပို့တယ်နော်နောက်တစ်ခုကတော့ကျွန်တော်ဒါ OIS system တွေဒါကတော့ OIS system ကတော့ကျွန်တော်သိမပြောတော့ဘူးတချို့လက်တုံတက်တဲ့လူတွေပါတယ်ညာတဲ့အရှိမလည်းပြောတာအများကျွန်တော်မပြောတော့နောက်တစ်ခုက PDF ဒီစနစ်ကဘယ်လိုလုပ်မှလုပ်တာလဲဒီကတော့ face detection auto focus ပြော face detection ကင်မရာရဲ့ဒါလန့်ရဲ့အထဲမှာပါတဲ့ဒီ pixel လေးတွေအားနေပြီးတော့ကျွန်တော်ဒီကင်မရာဘဲညာမှာရှိတဲ့အလင်းတစ်ခုရဲ့အကွာအဝေးကိုတွက်ချက်အဲ့ဒါမှကင်မရာလန့်ကလည်းကျွန်တော်ဒါကိုရိုက်မဲ့ object ကိုဒါရှင်းတော့ချိန်ရမလို့ focus ချိန်ရမလဲ microsecond မှာဖတ်ကြတယ်ဖတ်တယ်အဲ့တော့ခုန system ရဲ့ဒီရဲ့ PDF စနစ်ရဲ့ပေါင်းလိုက်ခုနကပြောလို့ကျွန်တော် snap photo တို့ပြန်နေတဲ့ငှက်တို့ဘာလို့ရိုက်ကြတာမောင်းနေတဲ့ကားလိုပါရတော်တော်လေးကြည်ကြည်လည်လည်ပြတ်ပြတ်တာဖတ်လိုက်ဒါတော့ main camera 50 megapixel အကြောင်းကိုပြောပြတာအဲ့သူ့ရဲ့ sensor တွေအကြောင်းလည်းကျွန်တော်တော်တော်လေးပြောပြပြီးနောက်ခါကျတော့ sensor လေးတွေပဲပြောပြသွားမယ်နော်အဲ့တော့သူ့မှာပါတဲ့ telephoto periscope ကတော့50 megapixel ခုနပြောသလိုဒါ RYYP sensor တို့ OIS system တို့ပါဝင်နော် ultra wide ကတော့ကျွန်တော်ဒါ40 megapixel telephotoခုန50 megapixel မှာကျွန်တော်မေ့ပါလို့ 3.5 optical zoom တို့ဒါ digital zoom 108တို့ဆွဲလို့ရတယ်နော် ultra wide ကတော့40 megapixel နော် RYPP sensor ပါတယ်အဲ့ကောင်အဲ့ sensor ကင်မရာသုံးလုံး sensor ပါတယ် okay နောက်ဆုံးထူးခြားတာကတော့ဒါကျွန်တော် multi spectral lens ခေါ်ဒီလက်ကကျတော့ဓာတ်ပုံရိုက်တာပေါ့ဇိုင်းလိုက်တဲ့ပုံတိုင်းနဲ့ဒါအလင်းရောင်တွေအလင်း line ကိုတွက်ချက်တာပြောချင်တာကတော့ကျွန်တော်တို့ကိုရိုက်လိုက်တဲ့ပုံတွေကိုတဘာဝကာလာရုပ်ထွက်တွေနဲ့မှန်မှန်ကန်ကန်ထွက်အောင်ဒါလှုပ်ဆောင်ပြီးတဲ့လက်နော်လူမြတ်စစ်ထက်တောင်ကျွန်တော်ကျေပြန့်နေကျွန်တော်ဒါခရမ်းလွန်ရောင်ကြီးတို့အနီအောက်လိုင်းရောင်ကြီးတို့တောင်မှဒီကောင်ကခွဲချက်စိတ်ဖြာတယ်အဲ့လက်တော်တော်လေးမိုက်ပါတယ်နော်အဲ့တော့ selfie camera ကတော့ကျွန်တော်တို့ဒါ8 megapixel ပဲပါမယ်ရှင်းတော့ဒါပေမဲ့အပချာတော့လစ်တာလေးကွာပါမယ်အပချာအလင်းဝင်တော့နည်းနည်းကွာပါမယ်2.2 လား 1.8 လားမသိဘူးအဲ့ကတော့အလွတ်ကျွန်တော်မရတော့ဒီ selfie camera နှလုံးပါတယ်ဒါမျိုးကောက်ထားတဲ့အချိန်မှာ selfie camera ရဲ့အလင်းဝင်တော့တစ်ခု megapixel အတူတူပဲဒါကိုဖြတ်လာတဲ့အချိန်မှာ8 megapixel ပဲအလင်းဝင်တော့လေးနည်းနည်းကွာသွားနော်အပချာနည်းနည်းလေးကွာသွားအလင်းဝင်ပေါက်လေးနည်းနည်းလေးကွာသွားဒီမှာလို့နားလေဒါအားပြောရတယ်သိတော့မလို့ရန်လဲအားဆိုင်နေတယ် okay အဲ့တော့အတန်တော်ပိုင်းနေဆိုရင် GSM Eliana မှာဒီကောင်းရဲ့ Mate 7 4AF ဖုန်းရဲ့ 4AF ဖုန်းတွေထဲမှာ very good ဆိုပြီးတော့ recommend ပေးလာတဲ့အတန်တော်ပိုင်းရှိတယ်အတန်တော်ပိုင်းကောင်းမွန်တယ်ပေါ့ဗျာ stereo speaker ဖြစ်တယ်နော်သူ့ရဲ့ဒါ Huawei ရဲ့ဒါပြောမယ်ဆိုကိုယ်ပိုင်နည်းပညာတွေအတန်တော်ပိုင်းပါတယ်နော်ဒါ spatial audio ခေါ်ပေါ့ပေါ့ပပလက်အတန်တွေပါတယ်တော်တော်လေးမိုက်တယ်နော်အဲ့တော့ battery mAh ကတော့ကျွန်တော်ဒါ 9600 mAh ပါဝင်တယ်
နော်ဆီလီကွန်အန်နုနီးပညာနဲ့ဆိုတော့ပြောချင်တာကတခြားနီးပညာနဲ့ဆိုရင်ပထီဒီလိုမျိုးပပလာလာဖုန်းထဲမှာ9600တိထည့်လို့ရပါမယ်ဆီလီကွန်အန်နုနီးပညာကြောင့်မလို့ကျွန်တော်တို့ဒါပပလာလာဖုန်းထဲမှာအမေကြီးကြီးနဲ့ပထီဆိုင်သေးသေးလေးဖြစ်အောင်လုပ်လို့ရတယ်နော်သူ့ရဲ့ charge watt ကတော့60 watt charge ဒီလောက်ပါပဲဘယ်ပိုင်းလေးများလို့သေးလဲမသိအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကိုလာလေပါကျွန်တော်ကတော့ဈေးရောက်လာဖြစ်တဲ့အတွက် review လေးကကျွန်တော် customer တွေဒီဖုန်းအကြောင်းလေးသိအောင်ကျွန်တော်ကပြောပြပေးတာတချို့ကလည်းကျွန်တော်ကို review လုပ်ပေးလို့တချို့ဖုန်းတွေ review လုပ်ပေးပါလည်းတောင်းဆိုတာလည်းရှိတယ် review ပိုင်းတော့ကျွန်တော်မရှုပ်ချင်ပါဘူးဒီလိုလေးပဲကျွန်တော်ရောင်းရင်း review လုပ်ရင်ပဲလုပ်သွားပါမယ်เนาะအားလုံးကျေးဇူးပါဗျာနော်